မြန်မာတနိုင်ငံလုံးကလေးတွေကြောင်းထားတယ်ဘာလို့ကိုထားတာလဲဆိုတော့ပွဲရအောင်လို့သိရောပေါ့စာတတ်အောင်ထားရမယ်ပညာတတ်အောင်ထားရမယ်အဲ့ဒီပညာကလေးတွေကိုပညာသင်ခိုင်းတယ်တကယ်တော့ကျောင်းပို့တယ်ဆိုတာပညာသင်ခိုင်းတာစာသင်ုံတက်မဟုတ်ဘူးစာတစ်ခုလည်းသင်တာမဟုတ်ဘူးစာတစ်ခုလည်းသင်ပြီးအဲ့ကျောင်းပို့ကုန်ပို့နေလှုပ်ရှုပ်သံကုန်သူကစာကိုဟောမသင်လို့ခက်နေတာပညာရဲ့လုပ်ငန်းစဉ်ကအကောင်းဆိုးအကြောင်းကျိုးအမှန်ဝေဖန်ပိုင်းခြားတာကိုပါခေါ်တော့ပညာသင်ရတာအဲ့ဒီပညာထဲမှာကျောင်းမှာနော်ရေးထားတာတော့စာကတော့ကြီးကြီးကျယ်ကျယ်ပဲတို့နိုင်ငံကဆောင်ပုတ်တွေနဲ့ပြည်နေတဲ့နိုင်ငံအမျိုးသားစီကံအစစာသင်ကျောင်းဆိုတော့ကျောင်းသားလောက်စီကံပြတ်တာကျောင်းသားပဲရှိ